ဒါကတော့ပေါ့နော် EQ ထပ်ကိုဆိုစိတ်ဆောက်ကိုခံရကြီးစုရှာရဲ့အခန်းတက်ပေါ့နော်အခန်းတက်ကကြတော့ထပ်ကိုဆိုခိုးဆိုဒီမှာကျတော့ရန်ကုန်ခေဆိုတာပေါ့နော်ဟာကနေဆိုလို့ရှိရင်ရန်ကုန်ခေဆိုတာတဲ့တခိုင်ဖြစ်တဲ့ကျော်တို့မို့တခိုင်ပေါ့နော်အားကြောင့်မလို့ကျော်တို့တခိုင်ကိုတဲ့ခိုးရရှိပေါ့နော်ချီဆနာတမန်တဲ့စကေစုတို့တို့တဲ့ခရိုင်းထားဝမီရပေါ့နော်ရှင်းလို့ရှော့ကိုင်တော့ကိုဆိုရဲကအားလို့ပြောထားရပါတော့အဲ့ဒါကိုခရိုင်းနာထားဝမီရပေါ့နော်ရှင်းလို့တော့ရှော့ကိုင်နေထိုင်ဆိုလို့ခိုးရကဟိုတွန်းတို့ပေါ့နော်ဟီစီယိုနိုင်လို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်တစ်ခါကျတော့ခက်ခုံတော့ပေါ့နော်ဂျီရှင်းဟီကိုင်းလေးကိုတဲတဲ့ဖူတက်ခိဆက်ဆုနာရောဆက်စုကိုဘူးနော်တဲ့စက်ခဲပေါ့နော်နောက်တစ်ခါကျတော့ရောဆက်ဆုနော်ဟင်းရှိစုခံရိပါတဲ့ဂင်းဖြစ်တယ်ပေါ့နော်ဂင်းတို့တဲ့ပေါ့နော်သူကတက်ခုစုခိုးစုပူစုနော်တဲ့ဟီကိုင်းကတဲ့ထဆူခန်းဆဆစားတဲ့တေးဒါကျတော့တိတ်တိုးနာမွန်နိုအဲ့တဲ့ကုလဆိုင်ဆိုတဲ့ခါမှာဒါလေးပါလာလို့ရှိရမှာပေါ့နော်နောက်တစ်ခါကျတော့ဒီခိုးဆိုင်ဟာဆိုလို့ရှိရင်လည်းဟီကျော်တို့ဟာတခိုင်ဖြစ်တယ်ပေါ့နော်တခိုင်ဖြစ်တယ်အားကြောင့်မလို့ဂျီဂျူကချီစကုနာရီတဲ့ဂျီရှင်းကြီးပေါ့နော်ဂျီရှင်းကြီးတော့စကေခါကျူမို့တဲ့ချီစကုနာလို့ပြောထားတယ်အဲ့ဒါကိုဂျီဂျူကအိုးခိကုနာရီပေါ့နော်ဂျီရှင်းကြီးတော့တဲ့စကေခါကျူမို့တဲ့အိုးခိကုနာလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်တစ်ခါကျတော့ရတိုင်းထိုရာစုကိုဆိုပေါ့နော်ရတိုင်းထိုရာစုကိုဆိုဟာဆိုလို့ရှိရင်လည်းထိုရာစုတော့ဆေးကိုချီစကုတက်ကြီးလို့ပြောထားတယ်တော့အဲ့ဒါကိုထိုရာစုတော့ဆေးကလည်းအိုခိကုနာလို့ပြောဆိုလို့ရှိရင်မှားတယ်နောက်တစ်ခါကျတော့တန်ရှင်ကိုဆိုပေါ့နော်တန်ရှင်ကိုဆိုမှာဆိုလို့ရှိရင်လည်းဟစ်ပါရီロクだけဟစ်ပါရီロクだけကလည်းရှောကြီးလူဘူးဆိုင်ဟောတဲ့ခေဘူးလူဆိုင်ပေါ့နော်ခေရီယောနာဘူးဆိုင်နေတဲ့ခိုးစိတ်စုလို့ခိုးဆိုခေရှိဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ခါစဲနီယောလူပေါ့နော်ရှင်းတိုးရှောကိုင်ကတဲ့အိုကီယာဆွေလို့ပြောထားတယ်အဲ့ဒါကိုသူကဟစ်ပါရီロクだけကရှောကြီးလူဘူးဆိုင်အဲ့ဒါလို့ပြောတာနော်တန်ရှင်ကိုဆိုအဲ့ဒါကိုသူကအရှိကုロクကရှောကြီးလူဘူးဆိုင်လို့ပြောထားတယ်နောက်တစ်ခါကျတော့ကျော်ဖူးနီယောလူပေါ့နော်ရှောရှင်းတို့ရှောကိုင်မို့တဲ့စုကုနိုင်လို့ပြောထားသလိုရှင်မှားတယ်နောက်ကကျတော့မန်ရှင်းကိုဆိုပေါ့နော်မန်ရှင်းကိုဆိုကကျတော့သူက建物の特定の層をတဲ့他の層に比べて極端に柔らかくした上でတဲ့သူက地震入力エネルギーの大半を吸収させる構造ဖြစ်တယ်ပေါ့နော်ဒါသူရဲ့အနဲ့ပေါ့နော်ဒီကလေးနောက်ကကျတော့ဆေးရှင်ကိုဆိုကကျတော့ဒန်ဘာတို့တဲ့ရပါတယ်လို့ energy QQ ဆိုချီကိုတဲ့ထားတဲ့မုံတို့နိုင်နေတဲ့ဆက်ချီစုတို့ဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ဂျီရှင်းကြီးနော်တဲ့ယူရဲကိုတဲ့ထဲရဲဆာဆဲလို့ခိုးဆိုဖြစ်တယ်ဒီ station ခိုးဆိုတာနော်နောက်ကကျတော့ဇာကုစုပေါ့နော်ကိုစုကူဘူရိစုကကြတော့တဲ့ရှင်းဆိုင်တော့မာခဲဇာကုစုကိုအိုစာရဲလို့ထားမယ်ပေါ့နော်အိုစာရဲလို့ထားမယ်သူက3နာနောက်ကကျတော့ထိုင်းတော့ကိုထိတ်ကတဲ့ရှောကျင်နိုင်ဘူရိစုပူဆိုင်တာအားလို့ဖြစ်တယ်ဒီဇာကုစုခိုးစုကူဘူရိစုကနော်နောက်ကကျတော့ဟာဘာဆူဟီပေါ့နော်ဟာဘာဆူဟီကအိုကီခိုတော့တဲ့ကက်ကိုဘူးဇာကုစုရှိရစီလို့ပြောထားတယ်အဲ့ဒါဟောသူကကက်ကိုဘူးဇာကုစုထိုင်းတော့ကိုခိုးကြောလို့ပြောထားဆိုလို့ရှိရင်မှားတယ်ပေါ့နော်နောက်ကကျတော့အချီကာတာကိုပေါ့နော်အချီကာတာကိုမှာဆိုလို့ရှိရင်လည်းစူဂျီကိုင်တော့တဲ့ဇာကုစုထိုင်းတော့ကိုတဲ့အာရဲလူထားမယ်တဲ့ဆိုလို့ရှိရင်တဲ့သူကဂျာကုဂျီကုမာခဲတော့ဟိုခိုနေဇာကုစုပေါ့နော်ဟိုခေါ်ဆိုင်ရောတဲ့မိုးခဲလို့ပြောထားတယ်သူကအဲ့ဒါကိုစူဂျီကိုင်တော့တဲ့ကျော်ဂျီကုမာခဲဟိုခိုနေမိုးခဲလို့ပြောထားဆိုရှင်မှားတယ်ဒီမှာအချီကာတာကိုမှာဆိုလို့ရှိရင်ဒီတိုင်းလေးရှိနေတာပေါ့နော်ဂျာကုဂျီကုသူနဲ့ဖဖိုင်နေကူလာဖြစ်နေဥစားကိုဂျာကုဂျီကုဟိုခိုလို့ပြောထားအဲ့ဒီမှာသူကစူဂျီကိုင်ကိုသူကမိုးခဲလို့ဖြစ်တယ်ပေါ့နော်မိုးခဲလို့ပြောထားတယ်နောက်ကကျတော့ခိုးဆိုင်ဟာဆိုလို့ရှိရင်လည်းကျော်တို့နေခက်ခဲနာကိုပေါ့နော်ရန်ကုန်ခေဆိုတာဆိုလို့ရှိရင်အတိတ်ဖြစ်တယ်ပေါ့နော်ခိုးကျော်တို့တော့တဲ့ခိုးဆိုင်ကိုမချီတိမ်မှုပေါ့နော်သူကဂေါ်ဆဲဝါခိုးကြောရှင်နိုင်လို့ပြောထားတယ်တကယ်လို့ခိုးရှူကိုကြတော့တဲ့ဆိုလိုမမတို့ရှိပေါ့နော်ခိုးရှူကိုတို့ဒီတိုင်းထားပြီးတော့ဟာရီဆေးကိုတဲ့အချီဆိုင်စုโอเคကိုဆိုလို့ပြောထားတယ်အဲ့ဒါကိုသူကခိုးရှူကိုတဲ့အစုအနုရွံ့ရက်ကိုပြီးခါတာပေါ့နော်အစုအနုယွန်ကျူမာလို့ပြီးနေတဲ့အင်ခိုဆူရုကိုတိုတဲ့ပေါ့နော်မာခဲဂေါ်ဆေကိုခိုးကြောဆာဆဲလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ကိုရောကိုဘိုလူတိုဆဲစုကောပေါ့နော်ခိုးရောကိုဘိုလူတိုဆဲစုကောမှာဆိုလို့ရှိရင်လည်းမာဆာဆုဆဲစုကောရှိမယ်ဟီပါရီဆဲစုကောတဲ့သူကနေရှူရီရှိရပေါ့နော်
အဲ့ဒါဆိုလို့ရှိရင်လည်းတကူရီစုတဲ့မချီတို့ခတုံမိုးတဲ့ဟဲရိုတဲ့မချီတို့ခတုံမိုးသူကခါနိုးလို့ပြောထားတယ်နော်နောက်ကကြတော့အီတာစုပေါ့နော်အီတာစုဟာတဲ့နီကျူ9မီလီမီတာပေါ့နော်မီမန်းတော့ဘာကြီးဆိုလို့ရှိရင်သူကဒီမှာကိုရောကိုဘောလို့တုံတော့အာနာခဲအကြောင်းပြောနေတာနော်အီတာစုတဲ့နီကျူ9မီလီမီတာမီမန်းတော့ဘာကြီးဆိုလို့ရှိရင်လည်းသူကဘောလို့တုံခဲဖရက်စုပေါ့နော်2မီလီမီတာအီကတကယ်လို့အီတာစုကနီကျူ9မီလီမီတာပေါ့နော်အီကျောင်းတော့ဘာကြီးဆိုလို့ရှိရင်ဘောလို့တုံခဲဖရက်စု10မီလီမီတာအီကပေါ့နော်အဲ့ဒါကိုသူကဘောလို့တုံနေကြီးဘောလို့တုံတော့တဲ့နေကြီးတော့ယောဘီခိနေခခဝါရာစုပေါ့နော်နေကြီးတော့ယောဘီခိဖရက်စု10မီလီမီတာဆိုလို့ရှိရင်မှာတယ်ဘယ်ရှင်နေမှာပဲဖြစ်ဖြစ်နေကြီးတော့ပေါ့နော်ယောဘီခိဖရက်စု10မီလီမီတာလို့ပြောတာမဟုတ်ဘူးเนาะသူကအီတာစုကနေဂျူ9မီလီမီတာမီမန်တော့ဘာရရှိမယ်အီတာစုကနေဂျူ9မီလီမီတာအီကျော်တော့ဘာရရှိမယ်ပေါ့နော်အဲ့ဒီအခြေအနေနဲ့လိုက်ပြီးတော့သူကဘောရုတိုခိမှာဖရက်စု2မီလီမီတာအီကပေါင်းပါလားဒါမှမဟုတ်ရှင်ဘောရုတိုခိမှာဖရက်စု10မီလီမီတာအီကဆိုပြီးတော့သူကပြောထားတဲ့အတွက်နေကြီးတော့ယောဘီခိမှာဖရက်စု10မီလီမီတာလို့ပြောထားဆိုရှင်မှားတယ်เนาะ